ကျွန်တော်တို့ဒီတချင်းရအတိတ်တွေကပါလဲဆိုတော့ကျွန်တော်ကေဒီဒူဟာတခင်ယေရှုပဲဆိုတော့ကောင်းစီနေကျွန်တော်ဟိုချီးမွမ်းချင်ပါတယ်ဒီတချင်းကကျွန်တော်ငယ်တော့ဘာဒီစဉ်းစားပြအောင်ဘာဒီကျွန်တော်ဘာသာရေးဆိုတာကိုကျွန်တော်ဖတ်ပြီးဒီလိုသင်ခဲ့ဘာသာရေးတရားတွေကဒီကဘာမှာငြင်းချမ်းဖို့လည်းဖြစ်မယ်လို့ပေါ့ပုဒ်တလားလို့အဲ့လိုရှင်းသွေးခဲ့တာပေါ့နော်ဘာသာရေးတရားဘာသာမရှိလို့ရှိရင်တော့ဒီကဘာကြီးကစစ်တွေပဲဖြစ်မယ်လို့ကျွန်တော်သင်ခဲ့တာဒါပေမဲ့ကျွန်တော်ဒီချင်းကိုအားရပါတယ်ကျွန်တော်ကတကယ်ဘာသာတရားဒီမှာပြောထားတယ်ဆိုတော့အစွန်းရောက်တဲ့အသွေးခေါ်ရောက်တဲ့အသွေးခေါ်ကျွန်တော်ကကျွန်တော်ဒီချင်းအားကမှာပြောတယ်ငါချက်သားမပြီးတဲ့ဦးနောက်နဲ့ကျွန်တော်ကဒီငါချက်သားမပြီးတဲ့ဦးနောက်နဲ့ကျွန်တော်အများကြီးဆောက်တွေးရပါတော့ဒါကျွန်တော်လည်းပြီးခဲ့တယ်ဘာသာတရားအဲ့လိုလားလို့နောက်ပြီးဒီကျမ်းစာတွေကတရားရပညာရှိတွေများရေးထားတာလားလို့နော်အဲ့လိုပေါ့ကျွန်တော်ကသေးလေးနဲ့ဒါပြီးသွားတွေ့တယ်ဒါမျိုးကျွန်တော်ဒီနေ့ကြည့်လာလို့ရှိရင်ဒါကြီးဒါဘောပေါက်တာပို့ဒါနဲ့မဟုတ်ဘူးဆိုတာတော့ကျွန်တော်ဒီကတရားရှိတယ်ဆိုတဲ့အကြောင်းကိုတော့ကျွန်တော်ဒီနေ့ကြည့်လာတာပေါ့နော်ဒါကြီးဖြတ်နေရလို့တော့အတိုင်းရောအသက်မရှိတဲ့တော့လေကျွန်တော်တို့တကယ်ကြီးရှိတာကျွန်တော်ရေရှုပြပါလေဆိုတဲ့အနေနဲ့ကျွန်တော်ကျွန်တော်ချင်းမပါတယ် Jesus.
ဒါစင်သိပြအောင်